လူတိုင်းမှာအခုထိအနာမကျက်သေးတဲ့အတိတ်တစ်ခုရှိတတ်ကြပါတယ်အခုဒီဗီဒီယိုကိုကြည့်နေရင်းနဲ့တင့်ရင်ထဲမှာတစ်ချက်လောက်အောင့်ကနေဖြစ်သွားတယ်ဆိုရင်တင့်စိတ်ထဲမှာလူတစ်ယောက်ကိုသတိရလိုက်ပြီမဟုတ်လားဟုတ်ပါတယ်သူဟာတင့်ဘဝရဲ့အချစ်ဦးပါပဲဘာလို့သူကမှမေးရခက်နေရတာလဲဘာလို့နှစ်တွေအကြာကြီးဖြတ်တန်းခဲ့တာတောင်သူ့ပုံရိပ်တွေကအခုထိရှင်သန်နေရတာလဲနံပါတ်1သူဟာတင့်နှလုံးသားကိုပထမဆုံးအကြိမ်နိုးထဲစေခဲ့သူမို့လို့ပါလူအုံနောက်ဟာပထမဆုံးအကြိမ်ရင်ခုန်ခဲ့တာထက်ပထမဆုံးအကြိမ်အသေးကွဲခဲ့ရတာကိုပိုပြီးမှတ်မိနေတတ်ပါတယ်သူဟာတင့်ကိုပျော်ရွှင်မှုတွေပေးခဲ့ဘူးသလိုကဘာပြတ်မတက်နာကျင်မှုကိုလည်းပထမဆုံးတင်ပေးခဲ့သူမို့လို့ဖြစ်မရတဲ့အမာရွတ်တစ်ခုလိုဆွဲကြံနေခဲ့တာပါနံပါတ်2အဲ့ဒီအချိန်ကတင့်ရဲ့ဖြူစင်မှုတွေကပြန်မရနိုင်တော့လို့ပါအခုတင်ဘလောက်ပဲလူတစ်တွေနဲ့တွေ့အဲ့ဒီတုန်းကလိုဘာအတွက်ကိန်းမှမရှိပဲတယောက်တည်းကိုပဲပုံအောချစ်ခဲ့တဲ့ကိုယ့်ရဲ့ပုံရိပ်ကိုတင်ပြန်ရှာမတွေ့တော့ဘူးအဲ့ဒီတုန်းကပေးခဲ့တဲ့အချစ်တွေကပြင်းထန်လွန်းလို့အခုချိန်မှာတင်ဟာအချစ်ကိုတန်တရားတွေနဲ့ကြီးတက်နေပါပြီနံပါတ်3သူဟာတင်ဘဝရဲ့မပြီးဆုံးနိုင်တဲ့နောင်တတစ်ခုဖြစ်နေလို့ပါအဲ့ဒီတုန်းကသာငါမိုက်မဲမခဲ့ရင်ငါတို့သာအလျှော့ပေးခဲ့ရင်ဆိုတဲ့မိကွန်းတွေနဲ့တင်ဟာကိုအကျဉ်းချထားတာပါတကယ်တော့တင်လွမ်းနေတာကအဲ့ဒီလူကိုတင်မဟုတ်ပါဘူးသူ့ကိုချစ်ခဲ့တဲ့အချိန်တုန်းကတိတ်ပျော်ခဲ့ရတဲ့ကိုလည်းလွမ်းနေတာပါအချစ်ဦးကိုတတိယတာဟာအပြစ်မဟုတ်ပါဘူးဒါပေမဲ့အတိတ်ကိုပြန်သွားဖို့ကြိုးစားနေတာကတော့တင့်ကိုတင်ထပ်ပြီးနာကျင်အောင်လုပ်နေတာပါပဲသူ့ကိုတတိယတိုင်းသာမျက်ရည်တစ်စက်ကြားရမယ်ဆိုရင်တင့်မှာမျက်ရည်တွေဘလောက်တောင်ကုန်ဆုံးသွားခဲ့ပြီလဲအခုဒီဗီဒီယိုကိုကြည့်နေရင်နဲ့တင့်ရင်ထဲမှာပြောချင်ပေမဲ့ဘယ်တော့မှပြောခွင့်မရတော့တဲ့စကားလုံးတွေရှိနေရင်ဒီကွန်မန့်မှာပဲအစအဖြစ်ခြံထားခဲ့လိုက်ပါတော့အဲ့ဒီလူမမြင်ရင်တောင်တင့်ရင်ထဲကအပူတွေအနှဲငယ်တော့တက်တာသွားနိုင်ပါတယ်